comment မှာအတန်နေတိုးတယ်အတန်နေတိုးတယ်ဆိုတော့ကျွန်တော်လည်းဒီမှာကသူမိန်းလန်းရဲ့ဘေးမှာဖြစ်တဲ့တော့ကျွန်တော်ကအတန်အောင်လည်းရှော့ပြီးတော့ပြောရတာပေါ့နော်ဒါကျွန်တော်ဖုန်းထဲမှာတော့အတန်အကျယ်ကြီးပဲပေါ့နော်အဲ့အတန်လေးကိုတော့နည်းနည်းချဲ့ပြီးတော့ကျွန်တော်ကိုယ်မှာအားလုံးနားထောင်စေချင်တယ်ပေါ့နော်အတန်လေးကိုနည်းနည်းချဲ့ပြီးတော့နားထောင်ပေးပါလို့ကျွန်တော်မြစ်တာရက်ခံပါတယ်ကျွန်တော်ကိုယ်မှာအားလုံးပဲနော်အတန်လေးချဲ့ပြီးတော့နားထောင်လို့ရှိရင်ရပါတယ်နော်ကျွန်တော်ဖုန်းထဲမှာတော့အတန်ကအကျယ်ကြီးပဲဒါဗီဒီယိုဖြစ်တဲ့တော့ကိုကျွန်တော်လိုရင်းတူရှင်းပေါ့နော်လိုရင်းတူရှင်းလေးပဲကျွန်တော်လောတဲ့ကြည့်ထားတဲ့ဟာလေးကိုပြမှာဖြစ်တဲ့တော့နော်ကျွန်တော်ကိုယ်မှာအားလုံးပဲဒါတစ်ခွက်နှစ်ခွက်ပေါ့ကျွန်တော်ဒါရိုက်ကြမှာပေါ့နော်ကျွန်တော်ကိုယ်မှာအားလုံးပဲဒါဝင်လာတာနဲ့ကျွန်တော်ရဲ့ channel လေးမှာဗီဒီယိုတွေနေ့စဉ်အစမပြတ်တင်မှာဖြစ်တဲ့တော့ကို like ကတော့အချိန်မတော်တဲ့အခါမှာ like ကလွှင့်လို့ရတာဖြစ်တဲ့တော့ကိုကျွန်တော်ကိုယ်မှာလည်းထိုင်ကြည့်ရတာဆိုတော့အချိန်အရန်နှောင်းနေတယ်ပေါ့နော်အချိန်နှောင်းနေတဲ့တော့ကိုကျွန်တော်ကဒါဗီဒီယိုလုပ်ပြီးစောစောလေးကြည့်လို့ရအောင်လို့ဒါတင်ပေးတာပေါ့နော်ကျွန်တော်ကိုယ်မှာအားလုံးပဲဒါကျွန်တော်အခုမြင်ထားတဲ့ site ကလေးကိုတစ်ချက်ပြရအောင်ပေါ့နော်ဒါမနက်ကဒီတစ်တို့တိထိတ်တို့ဒါကြီးကကျွန်တော်မမြင်လို့မပြခဲ့တာတော့မဟုတ်ဘူးညနေဆိုတော့ကျွန်တော်30ခွန်ပေါ့10 break ကိုတွေ့တယ်ပေါ့နော်အဲ့10 break တွေကလည်းကောင်းပါတယ်ကျွန်တော်ကသူ30ခွန်ရွေးတာပေါ့နော်ဘာဖြစ်လို့ဆိုတော့ဒီမှာစုံထိတ်တွေပဲကြာလာတယ်ပွဲစဉ်ကြီးကတော်ရွှေရှည်နေဆိုတော့စုံထိတ်ကိုသိမကြိုက်တဲ့အခန်းတွေပေါ့နော်မကြိုက်တော့မထိုးဘူးပေါ့သူရိုက်ထားတာကောင်းတယ်ဒီမှာရိုက်ထားတဲ့3လုံးပေါင်းရင်9 3လုံးပေါင်းရင်9 3လုံးပေါင်းရင်1ဒီ3လုံးပေါင်းရင်9ရထားတာဒီမှာ3လုံးပေါင်း9နဲ့ထက်1က6က1က3လုံးပေါင်း9ရတာကိုခွန်ရင်9ရ3လုံး9နဲ့ကျန်ချိုးတယ်9ရ4ရ3ရ3လုံးပေါင်းရင်9 2က6က1က3လုံးပေါင်းရင်9နဲ့ပြန်ထည့်တယ်ဒီမှာကျတော့သူက9ရ3ရ3ရ3လုံးပေါင်းရင်1ကို9ရ4ရ2ကဒီ3လုံးပေါင်းရင်1လို့ရိုက်ထားတာအဲ့တော့သူကရိုက်ချင်တာဒီ3လုံးပေါင်း9ရတာကိုဒီ3လုံးပေါင်း9လို့ရိုက်ပြီးမှဒီ9နဲ့ဒီညနေထွက်လာတဲ့ဒီ3လုံးပေါင်းက9လို့လိုက်ချုပ်တယ်ဒီ3လုံးပေါင်း9ကိုဒီ3လုံးပေါင်း9ပြီးမှဒီ3လုံးပေါင်း9လို့ရိုက်တယ်ဒီမှာလဲဒီ3လုံးပေါင်း9ကိုဒီ3လုံးပေါင်း9ပြီးမှဒီ3လုံးပေါင်း9လို့ရိုက်တာ9ရ4ရ3ရ9လို့ရိုက်တာအဲ့တော့ဒီ3လုံးပေါင်း1ကိုဒီ3လုံးပေါင်း1ထားရင်ကြောင့်ဆိုတော့ဒီ3လုံးပေါင်း1ကိုဒီ3လုံးပေါင်း1ထားရင်ကြောင့်ဒီ3လုံးပေါင်း1လို့ရိုက်မှာဆိုရင်1ရှိတာအတွက်3ညပရိတ်ပေါ့နော်3ညပရိတ်ပေါ့အဲ့တော့ကျွန်တော်ခဏ30ခွန်လောက်ကိုင်လိုက်တာပေါ့နော်အဲ့တော့ထားလိုက်ပါတော့တော့လုံးကြဘာနဲ့ရိုက်ပါလဲဆိုတော့ကျွန်တော်တို့ဒီမှာ3လုံးပေါင်းရင်1ပြီးရင်9ပြီးရင်ခွန်2ပွင့်ကြားတယ်3လုံးပေါင်းရင်1ကို2ပွင့်လျှော့ရင်9ကို2ပွင့်လျှော့ရင်ခွန်အဲ့3လုံးပေါင်း1 3လုံးပေါင်း9 3လုံးပေါင်းခွန်ဆိုတော့1 9ခွန်ယူဒီမှာ3လုံးပေါင်းရင်1 3လုံးပေါင်းရင်9 3လုံးပေါင်းရင်ခွန်လို့လာထည့်တာအဲ့3လုံးပေါင်းရင်1လို့ရတာကိုဒီမှာ1ပါဝါ6ထိပ်လို့စီးပြီးတော့ဒီ2က9ရ3ရဒီ3လုံးပေါင်း3ညကြောက်သူက6က8ကဒီ3လုံးပေါင်း3ညဆိုပြီးတော့68လို့ရတာအစောကြတယ်ဒီ3လုံးပေါင်း9လို့ချုပ်တဲ့ပရိနေပေါ့နော်တွေ့ကြဆိုတော့ဒီမှာလဲဒီ3လုံးပေါင်း9ပါဝါကို4ထိပ်လို့ရိုက်တယ်သူကဒီမှာ6က1က3ရဒီ3လုံးပေါင်း3ညပဲသူ့ကိုလည်း4 6 3ညနဲ့3လုံးပေါင်း3ညဆိုပြီးဒေးတယ်ဆိုပြီးဟိုကဝင်လာတဲ့4ပရိနဲ့တွေ့ရိုက်သွားတယ်ပေါ့နော်ဒီမှာ3လုံးပေါင်းရင်ခွန်ထည့်တယ်လို့ခွန်ပါဝါ2ထိပ်အဲ့တော့ဒီမှာ6က2က9ရဒီ3လုံးပေါင်းခွန်လို့ရိုက်ထားတာကိုဒီမှာ3sorry တရားဒီ3လုံးပေါင်း3ညကိုဒီမှာ3လုံး3ညနဲ့ထည့်ပြီးတော့ဒီ3လုံးပေါင်း3ညကို3လုံးပေါင်း3ညနဲ့ရိုက်ပြီးတော့ဒီ3လုံးပေါင်း5လို့ရတာဖရိမှားကြည့်ဒီ3လုံးပေါင်း5နဲ့ရိုက်ရှင်းတော့ပြီပေါ့နော်အဲ့လို28ကအဲ့လိုပုံစံမျိုးအောင်သွားတာပေါ့နော်ဒီကနေ့ကျွန်တော်လည်းမပြေးပါဘူးဒါပါလည်းမပါဘူးဒါတွက်ပြတာပေါ့သူကြာသွားတဲ့ပုံစံကိုတွက်ပြတာဒီကချိုးထားတဲ့5 3ည5အဲ့3ည5ဘယ်ဟာဟိုက်လဲဆိုတော့ဒီမှာချိုးထားတဲ့3ည5ကို3ည5လို့
အဲ့တော့ဓမ္မနဲ့ချင်းတစ်ကိုလည်းမမြင်လို့မကင်တာတော့မဟုတ်ဘူးเนาะကျွန်တော်ပထမနေ့ကနှစ်ကင်နဲ့စိုက်ပဲသူကဒီမှာရိုက်ထားတဲ့သုံးလုံးပေါင်းရင်3သူ့ကို3နဲ့ထည့်ပါတယ်သုံးလုံးပေါင်းရင်9သူ့ကို9နဲ့ထည့်သုံးလုံးပေါင်းရင်9သူ့ကို3လုံး9နဲ့ထည့်သုံးလုံးပေါင်းရင်2သူ့ကို2လို့ထည့်မှာတစ်ထိပ်ကလာမှာအဲ့တော့ကိုယ်၄ကကြီးကိုမကြိုက်ဘူးဒီမှာဆက်ထည့်အောင်မယ်ဆိုသုံးလုံးပေါင်းရင်1သူ့ကို1လို့ထည့်မယ်ဆိုရင်ဒါ8ထိပ်ကြီးကြိုက်လို့ရှိရင်ကိုယ့်ဘာကို3လို့ရတယ်အဲ့ဒါတွေကဟသွားတယ်ကျွန်တော်မကင်တော့တာအဲ့တစ်ထိပ်ကိုကျွန်တော်ဟသွားလို့မကင်တော့တာဘာဖြစ်လို့ဟလဲဆိုတော့သူရိုက်တဲ့ပုံစံကဒီလိုဒီသုံးလုံးပေါင်းရင်3သုံးလုံးပေါင်းရင်3နဲ့ထည့်တဲ့အချိန်မှာဒီနှလုံးပေါင်း2ကိုနှလုံးပေါင်း2နဲ့ထောက်တာဒီမှာသုံးလုံးပေါင်းရင်ခွန်သူ့ကို3လုံးခွန်နဲ့ထည့်တဲ့အချိန်မှာနှလုံးပေါင်းရင်ခွန်နှလုံးခွန်နဲ့ထောက်တာဒီမှာ3လုံးပေါင်းရင်9သူ့ကို3လုံးပေါင်း9နဲ့အဲ့တော့နှလုံး6ကိုနှလုံး6နဲ့ထောက်တာသူညီရယ်ဒီမှာကျတော့3လုံးပေါင်းရင်2သူ့ကို3လုံး2နဲ့ထောက်မယ်ဆိုရင်တစ်ထိပ်ဒီမှာနှလုံးခွန်ရင်ဒီမှာခွန်လို့ဖြစ်မယ်ဆိုရင်4ထိပ်ဆိုတော့ကျွန်တော်ဟတယ်မကြိုက်တော့နောက်တစ်ခါသူဒီနားမှာရိုက်ထားတဲ့3လုံးပေါင်းရင်2ပြီးရင်1ပြီးရင်8အဲ့2တစ်8 3လုံးပေါင်းရင်2ဒီ2နဲ့ထက်3လုံးပေါင်းရင်1ဒီမှာ1နဲ့ထက်ဒီမှာ3လုံးပေါင်းရင်8သူ့ကို8နဲ့ထက်1တွေ့တယ်အဲ့ဒါကိုနောက်တစ်ခါထက်တွေ့သေးတယ်3လုံးပေါင်းရင်2 3လုံး2နဲ့ထက်3လုံးပေါင်းရင်1 3လုံး1နဲ့ထက်3လုံးပေါင်းရင်5 3လုံး5နဲ့ထက်ဒါရဲ့တစ်ထိပ်ကြီးကိုတွေ့တယ်နောက်ပိတ်ကြီးရတယ်ကြည့်လိုက်အောင်လေဒီဘွေမောက်ခုံပုံစံဒီ3လုံးပေါင်း3ကဒီမှာနောက်ပိတ်ဒီ3လုံးပေါင်း3ကဒီမှာနောက်ပိတ်ဒီ3လုံးပေါင်း9ကဒီမှာနောက်ပိတ်သူ့ဘာထိန်းတာလဲဆိုတော့ဒီမှာ3လုံးပေါင်းရင်4 3လုံးပေါင်းရင်4 3လုံးပေါင်းရင်4တော့ရှိတယ်ဒါပဲသူဒါပဲရှိတယ်ရိုက်ထားတာဆိုဒါအဲ့ပုံစံမျိုးနဲ့ဒီစနစ်ကရိုက်သွားရအောင်နော်အဲ့အခုသူကြားထားတဲ့19ခွန်လေး43ချက်တွေပေါ့နော်အဲ့ဒါတွေကိုပြန်ဖြီထားတဲ့မူလေးတမူပေါ့အဲ့တမူကျွန်တော်ရိုက်ကြည့်မယ်ကျွန်တော်ကဒီမှာ9ရဲ့6ရဲ့3ရဲ့ဒီ3လုံးပေါင်း4လို့ရိုက်ထားတာ9ရဲ့6ရဲ့3ရဲ့ဒီ3လုံးပေါင်း4လို့ရိုက်ထားတာ1ရဲ့4ရဲ့9ရဲ့ဒီ3လုံးပေါင်း4လို့ရိုက်ထားတာအဲ့43ချက်တွေကိုပဲသူလမ်းကြောင်းတိုင်းစီးမှန်နိုင်ပဲဖြည့်ကြည့်9ရဲ့6ရဲ့3ရဲ့ဒီ3လုံးပေါင်း4လို့ရိုက်တယ်အဲ့ဒါကိုသူ့ရဲ့ဂျားရဲ့ကနေ6ရဲ့9ရဲ့3ရဲ့ဒီ3လုံးပေါင်း4လို့ရိုက်တယ်မပါဘူးနော်ဘုံမပါဘူး9 6 3ဆိုတဲ့ဒီ3လုံးပေါင်း4ကို6ရဲ့9ရဲ့3ရဲ့ဒီ3လုံးပေါင်း4လို့ရိုက်တယ်အဲ့မှာ3တလုံးနောက်ပိတ်လို့ရိုက်တယ်နော်နောက်တစ်ခါ9ရဲ့6ရဲ့3ရဲ့ဒီ3လုံးပေါင်း4လို့ထည့်ရိုက်တယ်အဲ့ဒါကို4ရဲ့1ရဲ့9ရဲ့ဆိုပြီးဒီ3လုံးပေါင်း4နဲ့ပဲပြန်ထည့်တာအဲ့မှာ9တလုံးနောက်ပိတ်ရိုက်တယ်ဒီမှာ1ရဲ့4ရဲ့9ရဲ့ဒီ3လုံးပေါင်း4လို့တစ်ခါထည့်ရိုက်တယ်အဲ့တော့ကျွန်တော်တို့ကဒီက3ရဲ့2ရဲ့ဒီနောက်ပိတ်ရဲ့ဒီ3လုံးပေါင်းထပ်4ကြည့်ချင်တာဒီ3လုံးပေါင်း4ကိုဒီ3လုံးပေါင်း4နဲ့ရိုက်တယ်ဒီ3လုံးပေါင်း4ကိုဒီ3လုံးပေါင်း4နဲ့ရိုက်တာဒီမှာ3လုံးပေါင်း4ကကြာပြီးသားကြီးဖြစ်နေတော့ဒီ3လုံးပေါင်း4လို့လာမယ်ဆိုရင်3ရဲ့2ရဲ့နှလုံးပေါင်း5ရှိရတော့ကိုဒီမှာ9တလုံးနောက်ပိတ်သူ့ဘာရထောက်ထားလဲဆိုရင်သူကဒီ963ဆိုတဲ့ဒီ3လုံးပေါင်း4ကို653ဆိုပြီးဒီ3လုံးပေါင်း4လို့ဝင်လာတဲ့အချိန်မှာဒီမှာ3နောက်ပိတ်ဝင်တဲ့အချိန်မှာ3ရဲ့6ရဲ့3ရဲ့ဒီ3လုံးပေါင်းက2သူ့9ရဲ့4ရဲ့3ရဲ့ဆိုပြီးဒီ3လုံးပေါင်း2ဆိုပြီးတော့ဝင်လာတယ်အဲ့မှာ3နောက်ပိတ်လို့ထပ်ထားတာနော်3နောက်ပိတ်လို့ထပ်တူတာဒီ3လုံးပေါင်း4ကိုဒီ3လုံးပေါင်း4လို့3နောက်ပိတ်ဝင်တဲ့အချိန်မှာဒီ3လုံးပေါင်း2ကဒီ3လုံးပေါင်း2ဆိုပြီးတော့3နောက်ပိတ်လို့ပဲထပ်ထားတာနောက်တစ်ခါဒီ963ဆိုတဲ့ဒီ3လုံးပေါင်း4ကို4ရဲ့1ရဲ့9ရဲ့ဒီ3လုံးပေါင်း4လို့9နောက်ပိတ်လို့ဝင်တဲ့အချိန်မှာ8ရဲ့6ရဲ့3ရဲ့ဒီ3လုံးပေါင်းခွန်9 3 9ဆိုပြီးတော့ဒီ3လုံးပေါင်းခွန်လို့ထပ်ထားတာအဲ့မှာ9တလုံးနောက်ပိတ်ပဲနော်
အဲ့တော့ဒီမှာ1က4ရဲ့9ရဲ့ဒီ3လုံးပေါင်း4ကိုကျွန်တော်တို့ကဒီမှာ3လုံးပေါင်း4ဖြစ်အောင်9နောက်ပိတ်လို့ယူရတဲ့အချိန်မှာ3ရဲ့4ရဲ့9ရဲ့ဒီ3လုံးပေါင်းက3ရင်ဒါဆိုသူ့ကိုဒီ3လုံးပေါင်း3ဖြစ်အောင်ထည့်တော့1က3ရဲ့နှလုံးပေါင်း4ရှိတဲ့အတွက်ကျွန်တော်တို့ကဒီမှာ9နောက်ပိတ်လို့ရရမယ်ဟုတ်လားနော်ဒါဆိုရင်နောက်ပိတ်က9နောက်ပိတ်ပေါ့နော်အဲ့9နောက်ပိတ်ကသူ့ကြီးပဲလားဆိုတော့လည်းမဟုတ်သေးဘူးဒီမှာကြံနေတယ်သူကပို့ပြီးလိုက်တော့ကောင်းလာတာဒီ3လုံးပေါင်း1ပြီးရင်9ပို့ပြီးရင်ခွန်3လုံးပေါင်း1လို့ရထားတာဒီမှာ6က4ရဲ့1က3လုံးပေါင်း1လို့ရတယ်နော်တခါလေအပြီးပြတော့မှာနော်ဆိုတော့9နောက်ပိတ်ပြထားပြီးပါပြီနော်ဒီ9ရဲ့1က9ရဲ့ဒီ3လုံးပေါင်း1လို့ရတာဟို6က4ရဲ့1က3လုံးပေါင်း1ထားခြင်းကြောင့်နော်2က6က3ရဲ့ဒီ3လုံးပေါင်းကလည်း1လို့ပဲရမယ်အဲ့မှာ3နောက်ပိတ်လို့ရ1ကခွန်ရဲ့ဒီ3လုံးပေါင်း9လို့ရတာဟို4ရဲ့3ရဲ့2ကဒီ3လုံးပေါင်းက9ထားခြင်းကြောင့်6က4ရဲ့9ရဲ့လည်းဒီ3လုံးပေါင်းက9လို့ပဲလိုက်ရတယ်အဲ့မှာလေ9နောက်ပိတ်လို့ပဲထည့်ရတာပဲဒါဆိုရင်1က3ရဲ့6ကဒီ3လုံးပေါင်းကခွန်လို့ရတယ်အဲ့ခွန်3ရဲ့1ကရတယ်မှာ3လုံးခွန်ရဲ့ကြားပြီးသားကြီးဖြစ်နေဒါဆိုရင်သူ့ရဲ့နောက်ကျောမှာ6က2ကနောက်ပိတ်ကဒီ3လုံးပေါင်းက19ခွန်တိုင်းဆင်းမယ်ဆိုလို့ရှိရင်ဒီနှလုံးပေါင်း8ရှိတဲ့အတွက်ကိုဒီမှာ9နောက်ပိတ်လို့ရရမယ်နော်ဒါဆိုရင် site ကထပ်သွားပြီနော် site ကထပ်သွားပြီအဲ့ဒါအဲ့19ခွန်ကတော်တော်လှတယ်ဒီ3လုံးပေါင်း1ကို3လုံးပေါင်း1လို့ရပြီမှာဒီ3လုံးပေါင်း1လို့ထည့်ရင်တဲ့2က6က3ရဲ့ဒီ3လုံးပေါင်း1လို့ထည့်တာနဲ့9ရဲ့4ရဲ့2ကဒီ3လုံးပေါင်း1လို့တခါတန်းထည့်အဲ့မှာ2ထိပ်ရှိလို့ရတယ်23လို့တခါတန်းရိုက်တာအဲ့ဒါကိုသူက6က3ရဲ့1ကဒီ3လုံးပေါင်း3ညကြောင်းနဲ့9ရဲ့2က3ရဲ့ဒီ3လုံးပေါင်း3ညလို့ရမယ်6 1 3ဆိုတဲ့ဒီ3လုံးပေါင်း3ညကြောင်းဒီ3လုံးပေါင်း3ညလို့ရမယ်9ရှိတဲ့အတွက်9ပြိနဲ့2က6က2ကဒီ3လုံးပေါင်း3ညကြောင်း9ရဲ့3ရဲ့2ကဒီ3လုံးပေါင်း3ညလို့ထည့်2ထိပ်လို့ထည့်ဒီ3လုံးပေါင်း4ကြောင်းဒီ3လုံးပေါင်း4လို့ထည့်3နောက်ပိတ်လို့ထည့်ဒီ3လုံးပေါင်း2ကြောင်းဒီ3လုံးပေါင်း2လို့ရ3နောက်ပိတ်လို့ထည့်23လို့ရှင်းဒီ3လုံးပေါင်း3ညကြောင်းဒီ3လုံးပေါင်း3ညလို့ရ9ရှိတဲ့အတွက်9ပြိနဲ့23လို့တခေါ်ထွက်တာအဲ့ဒုတိယဒီ3လုံးပေါင်း9လို့ရတာကိုတစ်ခွန်ဆိုတဲ့ဒီ3လုံး9ကိုဒီမှာ4ရဲ့3ရဲ့2ကဒီ3လုံးပေါင်း9ထားလို့နောက်ပါ6က4ရဲ့9ရဲ့ဆိုပြီးတော့ဒီ3လုံးပေါင်း9လို့9နောက်ပြီးလို့ထည့်တဲ့အချိန်မှာဒီ3လုံးပေါင်း9လို့ဖြစ်ရင်9ရဲ့3ရဲ့1ကလည်းဒီ3လုံးပေါင်းလည်း9လို့ပဲရှိရဖြစ်ရမယ်အဲ့မှာတစ်ထိပ်ရှိလို့ပဲ19လို့ဒီမှာထုတ်လို့ရတယ်အဲ့ဒါကို6က3ရဲ့2ကဒီ3လုံးပေါင်း1ကြောင့်1က9ရဲ့ဒီ3လုံးပေါင်း1လို့ရတယ်နော်6က3ရဲ့2ကဒီ3လုံးပေါင်း1ကြောင့်ဒီ3လုံးပေါင်း1ဖြစ်အောင်1ရှိတာတော့ဘူပလေးလို့ထည့်နော်ဘူလေးလို့ထည့်9ရဲ့4ရဲ့6ကဒီ3လုံးပေါင်း3ညဟုတ်တာ9ရဲ့4ရဲ့6ကဒီ3လုံးပေါင်း5ကြောင့်1က3ရဲ့1ကဒီ3လုံးပေါင်း5နဲ့ထည့်1ထိပ်လို့ထည့်9ရဲ့6က3ရဲ့ဒီ3လုံးပေါင်း4ကြောင့်4ရဲ့1က9ရဲ့ဒီ3လုံးပေါင်း4လို့ထည့်9နောက်ပိတ်လို့ထည့်8က6က3ရဲ့ဒီ3လုံးပေါင်းခွန်ကြောင်းနဲ့9ရဲ့3ရဲ့9ရဲ့ဒီ3လုံးပေါင်းခွန်လို့ပဲထည့်9နောက်ပိတ်လို့ထည့်6က3ရဲ့2ကဒီ3လုံးပေါင်း1ပါ1ကိုဒီ3လုံးပေါင်း1နဲ့ချုပ်တရှိထားတဲ့အတွက်ဘူပရိတ်နဲ့1ကိုဒါဒုတိယကအောင်ထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တတိယကကိုလည်းဒီမှာ1က3ညရဲ့6ကဒီ3လုံးပေါင်းခွန်ဒီမှာ3 3 1က3လုံးပေါင်းလာခွန်ထားလို့နော်ကျွန်တော်တို့ကဒီမှာ6က2က9ရဲ့ဆိုပြီးတော့ဒီ3လုံးပေါင်းခွန်လို့ထည့်မယ်9နောက်ပိတ်ဒါဆိုရင်ဒီ3လုံးပေါင်းခွန်လို့ထည့်ရင်ဒီ3လုံးပေါင်းလည်းခွန်လို့ပဲထည့်ပါတယ်1က3ရဲ့နှလုံးပေါင်း4ရှိတဲ့အတွက်ကိုကျွန်တော်တို့ကဒီမှာ3ထိပ်စီ39လို့ဖြစ်နေတယ်အဲ့ဒါကို4ရဲ့9ရဲ့1ကဒီ3လုံးပေါင်း4ကြောင့်ဒီ3လုံးပေါင်း4နဲ့ချုပ်နှစ်ရှိထားတဲ့အတွက်နှစ်ပြည့်နော်အဲ့ဒါကိုမှသူက9ရဲ့6
3ရဲ့6ရဲ့ဒီ3လုံးပေါင်း4ကြောင့်ဒီ3လုံးပေါင်း4လို့ဖြစ်အောင်2ရဲ့9ရဲ့နှလုံးပေါင်း1စီအတွက်ကို3ထိပ်လို့ထည့်1ရဲ့4ရဲ့9ရဲ့ဒီ3လုံးပေါင်း4ကြောင့်3နဲ့9နဲ့3လုံးပေါင်း4လို့ရဲ့9နောက်ပိတ်လို့ထည့်3ည4 9ဆိုတဲ့ဒီ3လုံးပေါင်း3ကိုဒီ3လုံးပေါင်း3ဖြစ်အောင်1ရဲ့3ရဲ့နှလုံးပေါင်း4ရှိရတဲ့အတွက်9နောက်ပိတ်လို့ထည့်39လို့ရဲ့ဒီ3လုံးပေါင်း4ကြောင့်ဒီ3လုံးပေါင်း4နဲ့ရိုက်2ရှိတာအတွက်2ပရိနဲ့39တကွက်ကောင်းတယ်နော်39တကွက်ကောင်းဒီမှာအောင်နော်9နောက်ပိတ်ရာ2ပရိနော်ကျွန်တော်အဲ့လိုလေးရေးပေးထားတယ်ကဲကျွန်တော်အကူဝင်မှာအားလုံး9နောက်ပိတ်ကျွန်တော်တော့အောက်မှာကျွန်တော်ဖုန်းလေးရေးပေးကျွန်တော်ညနေဘက်တွေကတော့ဘယ်လိုမလုပ်ဖြစ်လို့ရှိရင်ပေါ့နော်ကျွန်တော်ဒီဘုံဖိုင်ပါတွေမှာလာပြီးတော့ဒါယူလို့ရတယ်ပေါ့နော်ကျွန်တော်ဖိုင်ပါရရင်လာယူပြီးတော့ထိုးလို့ရပါတယ်9နောက်ပိတ်ကြိုက်တယ်39တင်ထိုးပါ2ပိတ်ကြိုက်တယ်9နောက်ပိတ်ကြိုက်တယ်ဒါ3ထိပ်လည်းရှိတယ်ပေါ့နော်3ထိပ်စီလည်းရှိတယ်ဒါ9နောက်ပိတ်ကတော့ပို့ပြီးတော့လှတယ်ပေါ့နော်ပြေးတန်းလှတယ်ဗရိတ်ကောပါအကုန်လုံးချုပ်ထားတဲ့ခဏကတော့39တင်ထိုးပါ29နဲ့5ကိုဒုတင်ထိုးပါနော်ကျွန်တော်ကိုယ်မိုင်းအလုံးဒါ19ရဲ့8လ2026ဒါမနက်ခင်းအတွက်နော်ကျွန်တော်ကိုယ်မိုင်းအလုံးပဲကဲအလုံးပဲຢာလေးကို screenshot လေးရိုက်ထားပါကျွန်တော်ကိုယ်မိုင်းအလုံးပဲကျွန်တော်ရဲ့ site တွေကိုကြိုက်တဲ့ကိုယ်မိုင်းရလဲဒီဥစ္စာကိုများမြင်များတွေ့များပေါအောင် share လေးလုပ်ပြီးတော့ကျွန်တော်ကို share ပေးပါဦးနော်ကျွန်တော်ကိုယ်မိုင်း like and share လေးလုပ်ပေးပါဒီ channel ထဲမှာကျွန်တော်အခု live လွှင့်လို့မရလဲဗီဒီယိုတွေကိုတောက်လျှောက်ပြန်တင်ပေးမှဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်ရဲ့အဆင်ပြေသွားတဲ့အတွက်ဒါဗီဒီယိုတွေကိုကျွန်တော်တောက်လျှောက်ပြန်ပြီးတော့လုပ်ပေးမှာပေါ့နော် line ကောင်းရင်တော့ကျွန်တော် like တိုင်းလိုက်တွေဒါ3D ရက်တွေဆိုရင်တိုင်းရိုက်တိုက်ပြီးတော့ကျွန်တော်ပြန်ဖွင့်ပေးမယ်ပေါ့နော်ကျွန်တော်ကိုဒီမှာအားလုံးပဲဒီ channel လေးကို subscribe နှိပ်ရသေးတယ်ကိုဒီမှာရ subscribe လေးနှိပ်ပေးပါအများကြီးများတွေ့များပေါအောင်လေအားလုံး share လေးနဲ့ကူညီပေးပါနော်နားတကွက်ကောင်းကန်ကောင်းပါစေလို့ကျွန်တော်ကိုဒီမှာအားလုံးကျွန်တော်ဆုတောင်းပေးပါတယ်ဒါမနက်ခင်းမှာဒီကနန်းလေးကဒီ3ဘက်ကိုပဲထိုးရင်ထိုးပေါ့နော်မိုးလင်းလို့ထုတ်ထားတဲ့ထပ်ပြီးတော့ကြည့်လို့ရန်ခွက်အောက်ကွက်ကလေးတွေထပ်ရလို့ရှိရင်လည်းဒီကနန်းလေးနဲ့အတူတူဒါထပ်ရောပြီးတော့တင်ပေးမှဖြစ်တဲ့အတွက်ကိုဒီဖုန်းပိုက်ပါလေးမှာလည်းလာရောက်ပြီးတော့ဒါယူပြီးတော့ထိုးလို့ရတယ်ပေါ့နော်အားလုံးပဲကျွန်တော်စေတနာနဲ့ပေးရတဲ့ကိုအားလုံးပဲစေတနာကောင်းရင်တော့ခံကောင်းပါဗျာနော်မျိုးအားလုံးပဲအားလုံးပဲဘိုင်ဘိုင်ပါနောက်နေ့မှပြန်တွေ့ပါမယ်ဗျာနော်